မင်္ဂလာပါများ Football Center page ကနေပြန်လဲကြိုဆိုလိုက်ပါတယ် subscribe မလုပ်ပါသေးနော် subscribe လေးလုပ်သွားပေးပါဦးခင်ဗျပထမဆုံးတင်းတစ်ပုံအနေနဲ့ Manchester City အသင်းဒီမာဆေးအသင်းကအာဂျင်တီးနားကိုသမားရူလီကိုပေါင်1.9တန်းနဲ့ခေါ်လိုက်တဲ့သတင်းမှာ Manchester City အသင်းကမာဆေးအသင်းကနေအာဂျင်တီးနားကိုသမားဂျီရိုနီယိုရူလီကိုပေါင်1.9တန်းနဲ့စာချုပ်တွေချုပ်ဆိုလိုက်ပြီးဖြစ်ပါတယ်သက်34နှစ်အရွယ်ကိုသမားရူလီက2016-2019ရာသီက Manchester City အသင်းမှာပါဝင်ကစားခဲ့ပူးပါတယ်ဒါပေမဲ့လည်းပထမအသင်းကြီးတော့တပွဲမှာပါဝင်ကစားခဲ့မှုချင်းမရှိပါဘူးအခုချိန်မှာတော့ EDF ကွင်းစီကို2နှစ်စာချုပ်နဲ့ဒုတိယကြိမ်ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်လူလီနဲ့ပတ်သက်ပြီးတော့လူလီက2021ယူဗာလီဘိုလူပွဲမှာဗီလာရီယယ်အသင်းနဲ့မန်ယူအသင်းကိုပယ်နယ်တီအဆုံးဖြတ်နဲ့နိုင်ရခဲ့ကြကိုနိုင်ပယ်နယ်တီဂိုးဝင်အောင်သွင်းယူနိုင်ခဲ့လို့မန်ယူဂိုးသမားဒေးဗစ်ဒဟေယာရဲ့ပယ်နယ်တီကိုလည်းကာဝယ်ခဲ့သူဖြစ်ပါတယ်အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့10ပွဲကစားလာပြီးတော့2022ကမ္ဘာဖလားနဲ့2024ကိုပါအမေရိကဖလားရရှိခဲ့တဲ့အာဂျင်တီးနားအသင်းလူစင်းမှာလည်းပါဝင်ခဲ့ပါတယ်။သူကစားခဲ့တဲ့အသင်းတွေကတော့ Real Sociedad, Montpellier, Agent နဲ့အခြားဥရောပထိပ်တန်းကလပ်တွေမှာလည်းကျင်းနေခဲ့သူဖြစ်ပါတယ်။ဒီအသင်းကြီးကနေပေါင်45တန်းနဲ့ပြောင်းရွှေ့သွားခဲ့တဲ့အင်္ဂလန်ဂိုးသမား Jay Trafford ရဲ့နေရာမှာအစားထိုးဖို့အတွက်ခေါ်ယူခဲ့ခြင်းဖြစ်ပြီးတော့အဓိကဂိုးသမား Donnarumma ရဲ့အပိုအရန်ဂိုးသမားဖြစ်တာဝန်ယူရမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့ Arsenal အသင်းက Newcastle အသင်းကနေအသက်28နှစ်အရွယ်ကွင်းလယ်လူ Bruno Guimaraes ကိုပေါင်85တန်းနဲ့တရားဝင်ခေါ်ယူလိုက်ပြီးဖြစ်တဲ့အကြောင်းကိုကြေညာခဲ့ပါတယ်။၎င်းက Arsenal အသင်းနဲ့၄နှစ်စာချုပ်ပါဝင်တစ်နှစ်သက်တမ်းတိုးခွင့်ကိုချုပ်ဆိုခဲ့ပြီးတော့ကျောင်းနံပါတ်39ကိုဝစ်ဆင်သွားမှာဖြစ်ပါတယ်။ Guimaraes ရောက်ရှိလာမှုနဲ့ပတ်သက်ပြီးတော့ကစားသမားကတော့ Arsenal ကစားသမားဖြစ်လာတာဟာစိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပြီးတော့နီးပြအတီတာအောက်စားဒရိုက်တာအန်ဒရီယာဘာတာတို့နဲ့စကားပြောပြီးကြတဲ့စိတ်လှုပ်ရှားခဲ့ရပါတယ်။အသင်းအတွက်အဆောင်ကိုပေးဆက်သွားမယ်စတီရဲ့တူပါလို့ပြောကြားခဲ့ပါတယ်။ Arsenal အားကစားဒရိုက်တာဖြစ်တဲ့ဘာတာကBruno Guimaraes ကခေါင်းဆောင်မှုအရေးသွင်းမြင်မာတဲ့သူဖြစ်ပြီးတော့ခံစစ်ရောကွင်းလယ်ရောဘော့စူပေါကစားသမားအဖြစ်ပါကစားနိုင်သူဖြစ်ကြောင်းအာတီတာရဲ့ကစားဟန်ပုံမှုတိုးတက်စေပြီးတော့အသင်းရင်းပြန်ဆိုင်မှုကိုမြင့်နေပေးနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ Newcastle အသင်းကတော့စာချုပ်ချုပ်ဆိုရင်2နှစ်ကျန်ရှိပြီးတော့ထွက်ကားလိုကြောင်းအတည်ပြုခဲ့တဲ့ Guimaraes ကိုရောင်းချခဲ့ရခြင်းဖြစ်ပြီးတော့ဒီနေရာဒီမှာကစားသမားရောင်းချမှုကနေစုစုပေါင်းပေါင်တန်း240ကျော်ရရှိထားပြီးဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့ UEFA က Infantino ရဲ့သမီးစားဟောင်းကိုရော်ချင်းငွေပေးခဲ့တဲ့ဆိုတဲ့ဆွဲချက်တွေကို Infantino ကိုယ်တိုင်ကညှင်းဆိုလိုက်တာပါ။ FIFA ဥက္ကဋ္ဌဖြစ်တာဝန်ယူနေတဲ့ Infantino ကသူ UEFA မှာအထွေထွေအတွင်းဖြစ်တာဝန်ထမ်းဆောင်စဉ်ကချစ်ကြိုက်ခဲ့တဲ့မျိုးသမီးသူကို UEFA အဖွဲ့အစည်းကရော်ချင်းငွေပေးပြီးတော့နှုတ်ဆက်ခဲ့ရတယ်ဆိုတဲ့သတင်းဆွဆွဲချက်တွေကိုခိုင်မာညှင်းဆိုလိုက်ပါတယ်။ဆွဆွဲချက်ပေါ်ပေါက်လာပုံကတော့Daily Telegraph ရဲ့စုံစမ်းဖော်ထုတ်ချက်အရအင်တော်နယ်တူဖြစ်တဲ့ Infantino က UEFA မှာရှိစဉ်ကမျိုးသမီးတူနဲ့ဖြစ်ပွားခဲ့တဲ့ဇလန်အတွက် UEFA ကအဆိုပါမျိုးသမီးကိုကင်းကနန်း6လုံးမှာရှိတဲ့ငွေကြေးတစ်ခုကိုနှုတ်ဆက်ကြော်ကျင်းငွေပေးခဲ့ရတယ်လို့ဆိုပါတယ်။ FIFA ရဲ့ပြောရေးဆိုခွင့်ရှိသူကအဆိုပါဆွဆွဲချက်တွေကလုံးဝမမှန်ကန်ကြောင်းမတော်လျော်ပြုမှုခဲ့ခြင်းဒါမှမဟုတ်စီးမီများကိုချိုးဖောက်ခဲ့တယ်ဆိုတာမဟုတ်မှန်ဆွဆွဲချက်မှန်တာဖြစ်ကြောင်းညင်းဆိုထားပါတယ်။ UEFA ဘက်ကတော့အဆိုပါမျိုးသမီးကထောက်ကွာစိတ်ပေးခဲ့တာမှမှန်ကန်ကြောင်းအတည်ပြုခဲ့ပြီးတော့အဲ့အတွက်ငွေကြေးကဒေတာတွင်းစီးပွားရေးအကြောင်းတစ်ခုက NBA တင်တဲ့တက်ရောက်တဲ့ဈေးများကိုကာမိစေခဲ့ခြင်းဖြစ်ပြီးတော့ထိုစဉ်ကစီးမီများနဲ့ညီပေးခြင်းခဲ့ခြင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။လက်ရှိအခြေအနေမှာတော့အသက်56နှစ်အရွယ်ရှိတဲ့ Infantino ကကမ္ဘာ့ဖလားပြိုင်ပွဲရဲ့မူပိုင်ခွင့်ရှယ်ယာအချုပ်ကိုပုဂ္ဂလိကယင်းနှိမ့်မြုပ်နှံတဲ့ရောင်းချကြိုးပမ်းခဲ့တဲ့ကိစ္စကြောင့်ဥရောပအသင်းများရဲ့ဖိအားပေးမှုကိုရင်ဆိုင်ရနေချိန်မှာပဲအခုလိုဆွဆွဲချက်ထပ်မံပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းတောင်အမေရိကဘောလုံးဖွဲ့ချုပ်ဖြစ်တဲ့ကွန်ဘီဘောအာဖရိကဘောလုံးဖွဲ့ချုပ် CAF နဲ့မက္ကဆီကိုဘောလုံးဖွဲ့ချုပ်တို့ကတော့ Infantino ကိုဆက်လက်ထောက်ခံထားကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့လီဗာပူးအသင်းကနီးပြအန်ဒါအိုရာရဲ့ခံစစ်ပိုင်းလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက်ဘာစီလိုနာအသင်းရဲ့ဥရုဂွေးနောက်ခံလူရော်နယ်အာရာဝို105စာချုပ်ရဲ့ခေါ်ယူရတဲ့ဘောတင်ညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။အသက်28နှစ်အရွယ်အာရာဝိုကတနင်္ဂနွေနေ့မှာဆေးစစ်မှုခိုင်းမှာဖြစ်ပြီးတော့ယာဒီကုံမှာတော့ပြီးသက်ဝယ်ယူနိုင်တဲ့အခွင့်အရေး option 2ပိုင်ပါမယ်လို့ယူဆရပါတယ်။ပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့Ibrahim Konate က Real Madrid ကိုအခမဲ့ထွက်ခွာသွားတဲ့ Gomez နဲ့ Giovanni Leoni တို့ကဒဏ်ရာရရှိနေတဲ့အပြင်ပေါင်တန်း90ကျော်ခေါ်ယူထားတဲ့ပြင်သစ်22နှစ်အောက်ကစားသမား Jeremy Jacquet ရဲ့ကြံ့ခိုင်မှုတွေကိုစိုးရိမ်နေရခြင်းကြောင့်ဖြစ်ပါတယ်။အာရာဂိုကဘာစီလိုနာရဲ့ပွဲပေါင်း200ကျော်ကစားပေးထားပြီးတော့ပြီးခဲ့တဲ့ရာသီလာလီဂါချန်ပီယံဆုရရှိခဲ့တဲ့အသင်းမှာပါဝင်ခဲ့တော့လဲနီးပြဟန်စီဖလစ်လက်ထက်မှာတော့လီပွဲဆက်တဲ့ပွဲတာပွဲထွက်ကစားခွင့်ရရှိနေသူဖြစ်ပါတယ်။လီဗာပူးတင်းကအက်စတွန်ဗီလာတင်းရဲ့အက်ဒရီကွန်ဆာကိုစိတ်ဝင်စားခဲ့ဆိုတဲ့ပေါင်တန်း60သတ်မှတ်ထားတာကြောင့်နောက်ဆုတ်ခဲ့ပြီးတော့အာဆင်နယ်တင်းရဲ့ကမ်းလှမ်းမှုလည်းပယ်ချခံခဲ့ရပါတယ်။ခြားပြောင်းရွှေ့သတင်းတွေနဲ့တော့လီဗာပူးက PSG တောင်မကစားသမား Brady Bakula ကိုအတွက်ဆွေးနွေးမှုတွေပြုလုပ်နေတော့လဲ PSG ကပေါင်145တန်းထိတန်ကြေးသတ်မှတ်ထားပါတယ်။ဒါပေမဲ့ PSG ကဘာစီလိုနာမှာစာချုပ်တန်တစ်နှစ်နဲ့ကျန်ရှိတဲ့
စပိန်အသင်းရဲ့ကမ္ဘာ့ဗိုလ်လူပွဲဟီရိုဖာရန်တိုကိုခေါ်ယူဖို့ကိုပြင်ဆင်နေပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တော့အင်္ဂလန်ရယ်လရေးစင်နဲ့ဆော်ဒီကလပ်အေဟာလီရဲ့တိုက်စစ်မှုအေဗန်တိုနီကလန်ဒန်မြို့ထဲမှာရှိတဲ့ညကလပ်တစ်ခုမှာကျူးလွန်ခဲ့တဲ့ရိုင်းနှက်မှုနဲ့တရားစွဲဆိုခြင်းခံထားအကြောင်းသိရှိရပါတယ်ဖြစ်စဉ်ကတော့အသက်30အရွယ်ရှိတဲ့အိုင်ဗန်တိုနီကလွန်ခဲ့တဲ့ဒီဇင်ဘာ6ရက်နေ့ကဆိုဟိုမှာရှိတဲ့ဝါဒါလန်မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဇွန်လ31ရက်နေ့မှာရာဇဝတ်မှုနဲ့တရားစွဲဆိုခံရခြင်းဖြစ်ပါတယ်၎င်းဟာစက်တင်ဘာ24ရက်နေ့မှာတော့ Westminster Magistrate တရားရုံးလာရောက်ရှောက်လဲဆင့်ခေါ်ထားပါတယ်တိုနီရဲ့တုံ့ပြန်ချက်ကတော့တိုနီရဲ့ပြောရေးဆိုခွင့်ရှိကအခုလိုပဲပြောဆိုထားပါတယ်အိုင်ဗန်နီနဲ့ဒီလိုတရားစွဲဆိုခံရတာကိုအံ့အားသင့်ခဲ့ရပါတယ်ဒါပေမဲ့တရားရုံးမှာသူအပြစ်မရှိကြောင်းတသက်ပြခွင့်ရတော့မှာဖြစ်တဲ့အတွက်ကြိုးဆိုပါတယ်လို့ပြောကြားခဲ့ပါတယ်အိုင်ဗန်တိုနီက Northampton, Newcastle, Peterborough နဲ့ Brentford တို့မှာကစားခဲ့ပြီးတော့2024ခုနှစ်မှာတော့ Saudi ကိုပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်ပြီးခဲ့တဲ့ကျင်းပခဲ့တဲ့2026ကမ္ဘာ့ဖလားပြိုင်ပွဲတတိယလူပွဲမှာလည်းအင်္ဂလန်အသင်းနဲ့ပွဲထွက်ကစားပေးခဲ့သူဖြစ်ပါတယ်ဟုတ်ကဲ့ပါတင်ဆက်တာကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and share နဲ့ subscribe လေးပြုလုပ်ပေးပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ